င်းကိုတချို့ကပြောတယ်တန်ခါရတနာ40တန်ခါရတနာ49ပါလားဟုတ်လားတန်ခါရတနာ49ပါလားဆို49ပါအရှင်များကိုလာမစစ်ဘူးလားလို့လာစစ်မှာလို့မျိုးပြောကြတယ်ဥဒိယအကြီးချင်းနဲ့အဲ့လိုမျိုးပြောလို့ရှိရင်အဲ့လိုစစ်မဲ့ဆရာတော်တွေကိုလမ်းစိတ်ပါပြောမှာအသွားပြန်လမ်းစိတ်စွန့်ကြွေးမှာဖိဖိပြီးတော့အခုလည်းတရားဝင်ကြညာတယ်ပေးအောင်မှာအဲ့တော့ဦးစင်းကိုယ်တိုင်ဒီရဟန်းပေါင်မှာ2လပဲရှိတယ်တပိတ်သလုံးသင်္ကန်း3နဲ့ဦးစင်းအဲ့တန်ခါရတနာတန်ခါနာက49ပေါင်လိုက်ရှာပရမတေဦးဆရာတော်ရှိနောက်ကအဲ့မော်ဘီယာဖုန်းရပါဘူးတန်ခါနာက49ပါဘလို့ဆက်သွယ်ရမလဲသာသနာကြီးပွင့်ပြီတော့ဘလို့ပြောပြမလဲခက်ကန်းတစ်စိမ်မကြောက်ဘူးသူတို့ကငကိုတဲ့လူဝတဲ့ကြောက်တာမဟုတ်လေမှားတာတော့မကြောက်တာလေမှန်တာဘာလို့ကြောက်လဲအဲ့တော့ဒီဟာကကိုကငကိုရဲ့ဒီတန်ခါကိုဆုံးအဲ့လိုလိုက်ပြီးတော့လိုက်ရှာခဲ့တာဒီတရားတွေကိုကိုယ်တိုင်တရားဝင်ပြီးတော့သူတို့စစ်တယ်ဆိုရန်ကောင်းတယ်သူတို့ကလည်းမတရားတာလုပ်လို့မရကြောက်စရာလည်းမလိုကြောက်တယ်ဆိုတာမဟုတ်တာလို့တော့မှကြောက်ကိုတရားစစ်နေတော့ကိုယ်တိုင်စစ်ခံကြတယ်ပြောမစံလိုင်စင်သွင်းနေတာလိုင်စင်သွင်းနေတာအဲ့တော့စစ်မဲ့ပြောရင်ဦးဇင်းအရင်ကြီးရှင်ဦးဇင်းစစ်စစ်အဲ့တော့စစ်ရင်လည်းဦးဇင်းအကျဉ်းညံလည်းဘယ်လောက်ထိသုံးသက်လာလဲအဲ့စစ်တဲ့လူတွေအကုန်လုံးတော်ရမှကြောက်ပေါ်မှာအဲ့လောက်ထိဦးဇင်းကသူတို့စစ်နေတယ်ဦးဇင်းတစ်ထိုင်တည်းကိုနိဗ္ဗာန်ရောက်တဲ့ကြောက်ပေါ်ပြန်အဲ့လောက်ထိဦးဇင်းကမောင်းတယ်လာရဲ့အဲ့သူတို့လိုက်ရှာတယ်အဲ့တော့ဦးဇင်းကိုစစ်မဲ့ဆိုစစ်တဲ့ဆရာတော်တွေနေသည်မျိုးနဲ့တီးတီးရလားဟုတ်လားအဲ့ရတယ်ဦးဇင်းနန်းစိတ်ပါပြောမှာဦးဇင်းအဲ့လောက်ထိကိုယူရချက်ရှိဦးဇင်းဒီတရားပေါ်မှာဦးဇင်းယုံကြည်မှုပေါ့နော်အဲ့တော့ဒီတရားပေါ်မှာဘယ်လောက်ထိယုံကြည်လဲဦးဇင်းဒီငါဒီသစ္စာတရားတွေဟောလို့ငါ့ကိုမကျင်နဲ့လို့ခုလိုမျိုးဝင်းကြီးဆရာပဲဖြစ်ဖြစ်မကျင်တဲ့လူကအမျိုးမျိုးကြောက်ချလို့ထောင်ကြရင်ထောင်ထဲမှာပေါ့မကျင်တဲ့လူရှင်များကိုမယုံရှင်များတရားတွေကမှားတယ်လွဲတယ်မကျင်တဲ့ဘူးလားလဲဆင်းပြီးလိုက်ဟိုတရရအဲ့တေးတဲ့ဦးစင်းကိုလဲခေါင်းပြတ်မဲ့လူလဲဦးစင်းရေးပြီးစာချုပ်မှာလက်မှတ်ထိုးပြီးဦးမှာကြည်ပြူသွားနဲ့သူ့မှာအပြစ်မရှိကြောင်းကျွန်တော်ကိုယ်တိုင်ဦးစင်းကိုယ်တိုင်လက်မှတ်ထိုးပြီးအဲ့လားဘုမပြောတာမဟုတ်ဘူးဦးစင်းပလင်ပေါ်မှာလည်းပြောတယ်ဟောတဲ့တရားတွေမှာလည်းရှိလိုက်နာတော့ချက်ချင်းသောတာပန်အရိယာတီအောင်ဟောဖို့အတွက်သူကဘာဉာဏ်နေရှိနေလို့လဲအဲ့ဒီမေးကြည့်မယ်သူ့မှာဗုဒ္ဓစက္ခုများရှိနေလားဒုတယောက်ကအာတရားနှုတ်တရားကိုသိလားသူကမသိနိုင်သူ့ရဲ့အိန္ဒြေရင်းမြင်ကိုရောသိရလားမသိနိုင်အဲ့လိုသိကြဘယ်သူပဲရှိတော့ဘုရားတဆူပဲရှိတယ်ပြန်ပြောကြည့်ခုနကပြောခဲ့တဲ့ဗုဒ္ဓစက္ခုဘာစက္ခုလဲဗုဒ္ဓစက္ခုမှာဉာဏ်ဘယ်နှပါးရှိလဲ2ပါးရှိတယ်နံပါတ်1အာတရားနှုတ်တရားဉာဏ်ဘာဉာဏ်လဲနံပါတ်2ကအိန္ဒြိယပရောပရိယတိဉာဏ်ဘာဉာဏ်လဲအဲ့ဒီဉာဏ်2ပါးရှင်လို့ဘာစက္ခုလို့ခေါ်လဲဗုဒ္ဓစက္ခုလူတရားကိုတရားလို့ရအောင်ပြောဖို့ဆိုတာအဲ့ဒီဉာဏ်2ပါးရှိမှရတာအဲ့ဒီအဲ့ဉာဏ်2ပါးကရောဘယ်သူရှိမှပဲရှိလဲမြတ်စွာဘုရားရှိမှပဲရှိတယ်မြတ်စွာဘုရားရှိမှရှိတဲ့ဉာဏ်သူ့မှာရှိနေလို့လားချက်ချင်းပဲသောတာပန်အရိယာတီအောင်ဟောမယ်ဆိုတဲ့စကားဒီသူ့ကိုယ်သူဘုရားလို့ပြောတာမဟုတ်လားဟုတ်လားအဲ့ဒီတော့ရုပ်တဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးဘယ်တည်းသူရုပ်လားသူမြတ်လားကျဲပြောသူရုပ်လားသူမြတ်လားဒီဆရာတော်ကဘယ်ဆရာတော်ကိုရည်ရွယ်ပြီးပြောတယ်ဆိုတာဦးဇင်းတို့တက္ကရာမတချို့သိကြမှာပါဦးဇင်းကတော့နာမည်ထုတ်ပြီးမပြောတော့ပါဘူးနော်ဆရာတော်ပြောသွားတာတကယ်မှန်ပါတယ်ယဟန္တာဖြစ်အောင်အထိလုပ်ပေးနိုင်တယ်လို့ပြောလိုက်ခြင်းဟာသူကိုယ်တိုင်လည်းပဲယဟန္တာဖြစ်နေပြီလို့ဝန်ခံလိုက်ခြင်းဖြစ်ပါတယ်ယဟန္တာမဟုတ်ပါပဲနဲ့ယဟန္တာလို့ဝန်ခံတဲ့ပုဂ္ဂိုလ်တွေကိုသုတ္တနိဗ္ဗာန်ပါဠိတော်ဝတ္တလတုတ်မှာမြတ်စွာဘုရားကဘယ်လိုဆုံးမထားတယ်လဲဆိုရင်ယောဝေအနရဟံတန်တော်အရဟံပရိဇာနာတိသောရောတဗျမကေလောကေဧတောခောဝတ္တလောဓမ္မောယောနရောအကျဉ်သူသည်အနရဟံယဟန္တာမဟုတ်သည်တန်တော်ဖြစ်ပါလျက်အရဟံယဟန္တာဟု၍ပရိဇာနာတိဝန်ခံ၏တဗျမကေဗြဟ္မပြေနှင့်တကွသောလောကေလောက၌သောရောခိုးသူကြီးသည်ဟောတိဖြစ်၏ဧသောခောဤသည်လျင်ဝတ္တလောဓမ္မောရုပ်မာသောသဘောတည်းလို့ဟောကြားတော်မူပါတယ်အဓိပ္ပာယ်ကတော့ယဟန္တာမဟုတ်ပါပဲနဲ့ယဟန္တာလို့ဝန်ခံမဲ့ဆိုရင်တခိုးကြီးဖြစ်တယ်သူရုပ်မာဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်တခိုးကိုသူရုပ်မာကိုဦးဇင်းတို့တက္ကရာမတချို့ကသူတော်ကောင်းထင်ပြီးတော့ဆရာတင်၍ကိုယ်ွယ်စိတ်ကပ်နေမဲ့ဆိုရင်ဘယ်လိုနည်းနဲ့မှသူတော်ကောင်းတရားမရနိုင်ဘူးเนาะသူတော်ကောင်းတရားအစစ်အမှန်ကိုရကျင်တယ်ဆိုရင်တကယ်သူတော်ကောင်းကိုရှာဖွေပြီးတော့ကိုယ်ွယ်စိတ်ကပ်ပါလို့ပြောခြင်းပါတယ်ဒါမှသူတော်ကောင်းတရားအစစ်မှန်ကိုရမှာပါเนาะအမျိုးသမီးများဖျားဆင်းတုတော်များကိုထိကင်ပြီးရေတက်ပယ်တဲ့အခါမိန်းမတွေကဖျားကိုမထိကောင်းဘူးအပြစ်ဖြစ်တတ်တယ်လို့ပြောနေကြပါတယ်မှန်ဖြေကြပေးပါဆရာတော်တဲ့
ဒါကဘာမှနားမလဲပဲနဲ့အမျိုးသမီးတွေကိုနှိမ်ပြီးပြောတဲ့စကားပါနော်မြတ်စွာဘုရားဖြစ်ပြီးလို့ကပိလဝုနေပြည်တော်ကိုပြန်ကြွတဲ့အခါမှာလူဘဝတုန်းကဇနီးတော်ဆက်ခဲ့တဲ့ရတော်ရအမျိုးသမီးဤအဆောင်ကိုကြွပါတယ်အဆောင်ကိုရောက်တဲ့အခါမှာရတော်ရအမျိုးသမီးဟာမြတ်စွာဘုရားဤခြေတော်ကိုလက်နဲ့ထိကင်ပြီးငိုကြွေးတယ်လို့ဆိုပါတယ်စဉ်းစားကြည့်ပါအမျိုးသမီးတွေဟာဘုရားကိုထိလို့မရဘူးဆိုရင်အဲ့ဒီနေရာမှာမြတ်စွာဘုရားဟာတားမှာဖြစ်ပါတယ်အခုတော့မတားတဲ့အပြင်မြတ်စွာဘုရားဟာခွင့်ပြုတော်မူပါတယ်နော်တတ်တော်ထင်ရှားဘုရားရှင်ကိုတောင်မှအမျိုးသမီးတယောက်ကထိကင်ပြီးငိုကြွေးသေးရင်ဘုရားဆင်းတုတော်များကိုကုသိုလ်စိတ်နဲ့ထိကင်ပြီးရေသက်ပေတာဟာဘာအပြစ်မှမဖြစ်ပါဘူးကုသိုလ်ပဲရပါတယ်နော်အရှင်ဘုရားတေဆုံးသွားတဲ့လူဟာ9 ရက်မပြည့်ခင်သူ့အိမ်မှာပဲရှိနေတယ်ဆိုတာဟုတ်ပါသလားဖေရဖြေကြားပေးပါအရှင်ဘုရားတဲ့တချို့ကလူတယောက်တည်သွားပြီဆိုရင်အဲ့ဒီတေသူရဲ့ဝိညာဉ်ဟာအိမ်မှာ9 ရက်ရှိနေတယ်လို့ယူဆတတ်ကြပါတယ်အဲ့ဒီအယူဟာအန္တရာဘဝဒိဋ္ဌိအယူဖြစ်ပါတယ်အန္တရာဘဝဒိဋ္ဌိအယူဆိုတာဂျာကာလဘဝတစ်ခုရှိတယ်ဆိုတဲ့အယူကိုပြောတာပါအဲ့ဒီအန္တရာဘဝဒိဋ္ဌိအယူဟာလွဲမှားတဲ့မိစ္ဆာဒိဋ္ဌိအယူဖြစ်တာကြောင့်ထေရဝါဒဗုဒ္ဓဘာသာအယူနဲ့ဆန့်ကျင်ပါတယ်သုတိနဲ့ပရိသန္တိဆိုတာတစ်ဆက်တည်းဖြစ်တာပါသုတိဆိုတာကတေတာကိုပြောတာပါပရိသန္တိဆိုတာကနောက်တစ်ဖန်ပြန်ပြီးမွေးဖွားတာကိုပြောတာပါကုသိုလ်ကံရဲ့ထောက်ပံ့မှုနဲ့ပရိသန္တိဖြစ်မယ်ဆိုရင်လူဘုံနတ်ဘုံမှာဖြစ်ပါမယ်အကုသိုလ်ကံရဲ့ထောက်ပံ့မှုနဲ့ပရိသန္တိဖြစ်မယ်ဆိုရင်ငရဲပြိတ္တာတရိษံအတူတကယ်ဆိုတဲ့အပယ်လေးဘုံမှာဖြစ်ပါမယ်ဒါကြောင့်လူဟာသိပြီးရင်ဝိညာဉ်ဘဝနဲ့အိမ်မှာ9 ရက်နေတယ်ဆိုတဲ့အယူဟာလွဲမှားတဲ့အယူဖြစ်ပါတယ်နော်အရှင်ဖယားအိမ်တအိမ်မှာအလှူတစ်ခုလုပ်ရင်တန်ဃာတော်တွေပရိတရားတော်ရွတ်ဖတ်နေစဉ်တရားနာတဲ့လူကလိုက်ပြီးရွတ်နေရင်ရွတ်နေတဲ့တန်ဃာတော်တွေအာပတ်သင့်တယ်ဆိုတာဟုတ်ပါသလားဖယားတဲ့ယဟန်တွေကလူသားမဏေတွေနဲ့အတူပုတ်ပြိုင်စာချတာတို့ပုတ်ပြိုင်စာရွတ်တာတို့မလုပ်ရပါဘူးပုတ်ပြိုင်စာချတာတို့ပုတ်ပြိုင်စာရွတ်တာတို့လုပ်မယ်ဆိုရင်ဗဒ္ဓသောဓမ္မသိက္ခာပုအယသုဒ္ဓပါစိတ်အပတ်သင့်ပါတယ်အဲ့ဒါကိုထောက်ဆပြီးတော့တန်ဃာတော်တွေပရိရွတ်တဲ့အခါမှာနောက်ကလိုက်မရွတ်ကောင်းဘူးလို့တားမြစ်ကြတာဖြစ်ပါတယ်ဆိုင်တော့မဆိုင်ပါဘူးဘာကြောင့်လဲဆိုရင်တန်ဃာတော်တွေပရိရွတ်တယ်ဆိုတာကပုတ်ပြိုင်ချနေတာမဟုတ်ပါဘူးတရားချင်းမြင့်နေတာဖြစ်ပါတယ်ဒါကြောင့်နောက်ကလိုက်ရွတ်လို့တန်ဃာတော်တွေမှာအပတ်မသိနိုင်ပါဘူးသို့တော်လည်းပဲဒီနေရာမှာတတိထားရမှာတခုကမိမိဟာတရားနာပရိသတ်ဖြစ်ပါတယ်အဲ့ဒီလိုတရားနာပရိသတ်ဖြစ်တာကြောင့်နောက်ကလိုက်မရွတ်ပဲနာကြားတာပဲကောင်းပါတယ်နော်အရှင်ဖယားလောကမှာဗုဒ္ဓနဲ့မိဘဘယ်သူကပုံမြတ်ပါလဲဖယားတဲ့တာမန်အားဖြင့်ပြောမယ်ဆိုရင်တော့မိဘကပုံမြတ်တယ်လို့ပြောကောင်းပြောကြပါလိမ့်မယ်တကယ်တော့ဖယားကပုံမြတ်ပါတယ်နော်ဘာကြောင့်ဖယားကပုံမြတ်ရတာလဲဆိုရင်မိဘသည်သားသမီးအပေါ်မှာချစ်ချင်းမေတ္တာရှိတာမှန်ပေမဲ့မိဘသည်သားသမီးအပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာမျိုးကိုတခြားတတ္တဝါတွေအပေါ်မှာမထားနိုင်ပါဘူးဖယားကတော့တတ္တဝါအလုံးအပေါ်မှာမေတ္တာထားနိုင်ပါတယ်နှစ်မိဘသည်သားသမီးကိုမွေးထုတ်ပေးတဲ့ကျေးဇူးရှိတာမှန်ပေမဲ့သားသမီးကိုတန္တရာဝိစင်းရဲကလွတ်မြောက်ကြောင်းလမ်းအမှန်ကိုမပြသပေးနိုင်ပါဘူးဖယားကတော့တတ္တဝါအလုံးကိုတန္တရာဝိစင်းရဲကလွတ်မြောက်ကြောင်းလမ်းအမှန်ကိုပြသပေးနိုင်ပါတယ်အဲ့ဒီအချက်2ချက်ကြောင့်ပဲဖယားဟာမိဘထက်ပုံမြတ်ရခြင်းဖြစ်ပါတယ်နော်အရှင်ဖယားနောက်ဘဝမှာယောက်ျားလေးဖြစ်အောင်ဘယ်လိုကုသိုလ်မျိုးပြုလုပ်သင့်လဲဖယားတဲ့နောက်ဘဝမှာယောက်ျားဘဝကိုရကျင်တယ်ဆိုရင်ကာမေတုမိစ္ဆာစာရကံကိုအထူးရှောင်ကျင်ပြီးတလတစ်ကြိမ်ဇာတိဥတုသေးတွင်ရခြင်း2လင်းအိနောက်သို့လိုက်ရခြင်း3လင်းအိအလုံးကျွေးပြုရခြင်း4ကိုဝန်ဆောင်ရခြင်း5သားဖွားရခြင်းဆိုတဲ့မိမတွေရဲ့အဝေနိကဒုက္ခ5ပါးကိုစင်ကြင်ယုံမုံပြီးမိသည့်ကုသိုလ်ကောင်းမှုပဲပြုကုသိုလ်ကောင်းမှုပြုတိုင်းမှာယောက်ျားဘဝကိုဆုတောင်းပါအဲ့ဒါဆိုရင်နောက်ဘဝယောက်ျားလေးဖြစ်ပါပြီနော်အရှင်ဖယားကအသား10မျိုးကိုဘာလို့မစားခိုင်းတာလဲဖယားတဲ့ဖယားကအသားကြီး10မျိုးကိုမစားဖို့ပြညတ်တာဟာယဟန်တွေအတွက်ပြညတ်တာပါ
လူတွေအတွက်ပြည့်ညတ်တာမဟုတ်ပါဘူးနော်သို့တော်လည်းပဲလူတွေအနေနဲ့လိုက်နာသင့်ပါတယ်ဘာကြောင့်ပြည့်ညတ်ရတာလဲဆိုရင်တစ်လူသားသည်ဇတ်တူသားဖြစ်သောကြောင့်တုတ်ပိယာကိုအကြောင်းပြု၍ဖျားပြည့်ညတ်သည့်အတွက်မစားအပ်နှစ်စင်သည်မင်းတို့၏စိတ်အင်္ဂါဖြစ်သောကြောင့်ဖျားပြည့်ညတ်သည့်အတွက်မစားအပ်သုံးမြင်းသည်မင်းတို့၏စိတ်အင်္ဂါဖြစ်သောကြောင့်ဖျားပြည့်ညတ်သည့်အတွက်မစားအပ်လေးခွေးသည်ယုံညံ့သောတတ္တဝါဖြစ်သောကြောင့်ခွေးသားကိုစားသောယဟန်တွေကိုလူတို့ကဲ့ရဲ့သည်ဖြစ်၍ဖျားပြည့်ညတ်သည့်အတွက်မစားအပ်ငါငွေသားသူပတအမိရှိတဲ့နဂါမင်းကယဟန်တွေငွေသားမစားရန်ဖျားရှင်အားလျှောက်ထားတောင်းပန်သောကြောင့်ဖျားပြည့်ညတ်သည့်အတွက်မစားအပ်6ချင်းသေးသားကိုစားသောယဟန်တွေကိုချင်းသေးတွေကရံပြုသည်ဖြစ်၍ဖျားပြည့်ညတ်သည့်အတွက်မစားအပ်ထို့အတူ9ကြာသား10ကြက်သေးသား9ဝန်သား10အောင်းသားတွေကိုလည်းပဲယဟန်တွေကစားတာကြောင့်ဤတတ္တဝါတွေကရံပြုသည်ဖြစ်၍ဖျားပြည့်ညတ်သည့်အတွက်မစားအပ်အဆိုပါအသားကြီး10မျိုးကိုစားမယ်ဆိုရင်စားတဲ့ယဟန်သည်ဒုက္ခအပတ်သင့်ပါတယ်ကဲဒါဆိုရင်ဖျားကဘာကြောင့်အသားကြီး10မျိုးကိုမစားဖို့ပြည့်ညတ်ရတာလဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်နော်အောင်းသားဆိုဘာသားလဲဖျားတဲ့အသားကြီး10မျိုးထဲမှာနောက်ဆုံးအောင်းသားဆိုတာပါပါတယ်အဲ့ဒီအောင်းသားဆိုတာဘာကိုပြောတယ်ဆိုတာကိုဦးစင်းလည်းမပြောတတ်ဘူးနော်မပြောတတ်ဘူးဆိုတာကမသိလို့မဟုတ်ပါဘူးအမျိုးမျိုးဖွင့်ဆိုနေကြလို့ပါအဲ့ဒီအမျိုးမျိုးဖွင့်ဆိုတဲ့အထက်က၄ချက်လောက်ချပြမယ်နော်နံပါတ်1မြန်မာအင်္ဂလိပ်အဘိဓာန်နဲ့ယူဒတန်မြန်မာအင်္ဂလိပ်အဘိဓာန်တို့မှာအောင်းတတဝါဟာအမွှေးရှည်တဲ့နွားကိုပြောတာလို့ဆိုတယ်နံပါတ်2အရှင်ဩဘာသာဘိဝန္တရေးတဲ့သူတေသနသယုတ်ပြအဘိဓာန်ကျမ်းမှာအောင်းတတဝါဟာဝန်ပလွေကိုပြောတာလို့ဆိုတယ်နံပါတ်3ပါကျုပ်ဆရာတော်ကြီးဗုဒ္ဓဝါဒနဲ့တသက်လွတ်စာတမ်းမှာအောင်းတတဝါဟာဝဝံကိုပြောတာလို့ဆိုတယ်နံပါတ်4တိပိဋကပါဠိမြန်မာအဘိဓာန်မှာအောင်းတတဝါဟာခွေးအကိုပြောတာလို့ဆိုတယ်အဲ့ဒီလိုအမျိုးမျိုးဖွင့်ဆိုနေကြတဲ့အတွက်အတိအကျမပြောတတ်ပါဘူးနော်သို့တော်လည်းပဲမြတ်စွာဘုရားကယဟန်တွေကိုဒီအောင်းသားမစားဖို့ပြညတ်တာတော့သိကြပါတယ်နော်အာဘီပြန်ပေးပါဖေ။လူပြိုတယောက်ကအပြိုတယောက်ကိုစနှောက်ပြီးချဲပေါက်မှခေါ်တီးအောင်မယ်လို့ပြောတာဟာအကုသိုလ်များလားနဲလားဖေတဲ့လူတွေဟာနှုတ်နဲ့ပတ်သက်ပြီးနှုတ်ကိုအကုသိုလ်မဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့လူနဲပါတယ်အဲ့ဒီလိုနှုတ်နဲ့ပတ်သက်ပြီးနှုတ်ကိုအကုသိုလ်မဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့လူနဲလို့လည်းပဲနှုတ်ကြောင့်တည်လက်ကြောင့်ကြီးဆိုတဲ့အတိုင်းနှုတ်ကြောင့်ဒုက္ခရောက်ကြတဲ့လူတွေများစွာရှိပါတယ်ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကနှုတ်နဲ့ပတ်သက်ပြီးရှောင်ရှားရမိဝစီဒုသရိုက်၄ပါးဆိုတာကိုဟောကြားခဲ့ပါတယ်အဲ့ဒီဝစီဒုသရိုက်၄ပါးကဘာဒီလဲဆိုရင်၁မုဒ္ဒဝါဒမဟုတ်မမှန်သောစကားကိုပြောဆိုခြင်း၂ပိသုနဝါစာကုံချောသောစကားကိုပြောဆိုခြင်း၃ဖရုဒဝါစာကြမ်းတမ်းသောစကားကိုပြောဆိုခြင်း၄တန်ဖတ်ပလာပဝါစာပိန်ဖြင်းသောစကားကိုပြောဆိုခြင်းတို့ပဲဖြစ်ပါတယ်သူတစ်ပါးသားသမီးကိုနှမချင်းမစာမနာချဲပေါက်မှခေါ်တီးအောင်မယ်လို့ပြောတာဟာအဆိုပါဝစီဒုသရိုက်၄ပါးတဲ့ကဖရုဒဝါစာကံဖြစ်တာကြောင့်အကုသိုလ်များပါတယ်ဒါကြောင့်ဒီလိုစကားမျိုးတွေကိုမပြောမိကြပါစေနဲ့နော်